လေးပြဖူးပြီးဆိုတော့ပြန်လာမှာသမိုင်းဖေးကနေချက်ကြီးဖေးကိုတော့ဖူးခဲ့ပါတယ်ရှင်နောက်ထပ်ဖို့တော့လမိုင်းဖေးကိုတော့ဖူးပါမယ်ရှင်လမိုင်းဖေးမရောက်ခင်အမှပေါ့နော်မုတ်ကနေမှာအမျိုးတွေရှိအမျိုးအိမ်မနဲ့ခဏဝင်လိုက်ပြီးတော့မုတ်တွေစားလိုက်ပါသေးတယ်နော်ကဲအမျိုးအိမ်မမုတ်စားဖို့ဆိုရင်လမိုင်းဖေးကိုတော့ပါမယ်ရှင်ကဲလမိုင်းဖေးရောက်ပြန်တဲ့တချို့မစားသေးသမင်းစားပြီးတော့လမိုင်းဖေးကိုဖူးချပါတယ်အဲ့ဒါမှမทำบุญใส่บาตรขอให้มีอายุวันโนสุขังพลังร่ำรวยขอเจริญพรဒီပြောစရာလေးကြီးလေးပါနော်လမိုင်းဖျောက်ရန်တက်ဖဲပါတယ်နော်ရှောက်လိုက်ရင်ဒါလေးပတ်စံလေး9000လူခဲ့တယ်ပေါ့နော်လမိုင်းဖျက်မှာလမိုင်းဖျက်လေးတော့ဖူးပါလို့ဆိုရင်တော့ကိုယ်ဘယ်ကိုသွားမလဲဆိုတာကိုကြည့်ချပါဦးနော်ရှေ့ဆက်ပြီးတော့ဘယ်ကိုရောက်မလဲဆိုတာအေးဒါပဲလမ်းလို့ဒီချက်မှာပါချက်ချင်းကဲခင်ပြီးသွားတဲ့ဘက်ရလာမှာနော်ကဲချက်ချင်းလေးရောက်ပြီဆိုတာနဲ့ဒီမှာရောက်တယ်နေပေါ့နော်ဒီ line နဲ့ကြားပါမယ်Thế thì mọi chùm hết. Sao cái đây đi bỏ đây đi. ဒီတာလေးချက်ခင်ပြရောက်ပါပြီရန်ကိုစပယ်ပေါ့နော်ရန်ကိုဒီမှာကသူ့ရဲ့ဆိုင်ပုတ်ပါချက်ခင်မျိုးရေးလေဆန်လို့ရှင်ဖျားဆိုပြီးတော့ပေါ့နော်ဒီမှာဆိုင်ပုတ်ရောက်ပါပြီဒီမှာသူ့ရဲ့ရှောက်မှာပေါ့နော်ဒီမှာပဖွားလေးနောက်ကိုလိုက်သွားနေပါပြီရှင်ဒီမှာချက်ခင်ဖျားရောက်ပါပြီရောက်ပြီပေါ့နော်ကိုယ်သွားတဲ့ချိန်တော့ဆိုရေတက်တဲ့ချိန်ဆိုတော့လေဒီမှာငါးစာချိုးလို့မရခဲ့ပါဘူးနော်ဒီမှာဖျားပေါ်မှာတမီးလေးရဲ့ပတ်စံတွေမဖျားပူခဲ့ပါတယ်ဟိုဘက်ချမ်းတော့မင်းလေးတက်လို့မရဘူးပေါ့နော်ဒီဘက်ချမ်းလည်းဖျားပူပါတယ်နော်ပြီးလို့ရှိရင်ရေတက်တော့ဘောနော်ငါးစာချိုးတဲ့နေရာမှာတော့ချိုးလို့မရပါဘူးဒီမှာတချို့နေရာဆိုရင်ဓာတ်ပုံထလိုက်ရိုက်လို့ရတယ်ဟိုအောက်ဆုံးကဒီဘောနော်ရေတအားတက်နေတော့ရိုက်လို့မရဘူးဘောနော်ဒီလိုဖြစ်နေပါလေပေါ်ကနေပဲဗီဒီယိုရိုက်ပြီးတော့ဓာတ်ပုံရိုက်ရပါတယ်အမှတရားထိုင်နေလူတွေရှိတယ်ဘောနော်ဒီမှာကြည့်ဒီမှာပါအေးငါးစာချိုးလို့မရဘူးဆိုတော့သမီးရည်စိတ်ဖြစ်နေပါပြီကဲဒါမဲ့ဟိုအောက်နားမှာတော့ချိုးလို့ရပါတယ်ဒီမှာငါးတွေအများကြီးပါနော်ကြည့်ချက်ပါဦးလေကလည်းတအားကိုတိုက်နေတယ်ပေါ့နော်ဒီမှာကြည့်ပါရှင်ဒီမှာမဒီကပ်ဘလူးတွေအများကြီးပါနော်မကြည့်အများကြီးပဲဒါပြောကြတယ်အဲ့ရောဆိုဒါကတော့ငါဖျားတယ်ပြောလို့ရတယ်ပေါ့နော်အေးဒါလေးကခီးဆုံးဒါလေးချက်ခမီခီးဆုံးပါပြီအလုံးကျေးဇူးတင်ပါတယ်ရှင် bye